င်္ဂလာပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြင်ဘိုင်ကိုတကြားလုံးအားလုံးပြောဆွေးပါစေအကြောင်းကိုဘိုင်ကြီးစုမအောင်တောင်းပါလေဗျာဒါဒီနေ့22ရက်တလ2026ပေါ့နော် ICT မှာသွားပြီးတော့မှဒါကျွန်တော်တို့မြန်မာနိုင်ငံကဒီတောင်စုဝင်ကြီးဥကိုကိုလိုင်းနောက်တစ်ခါဒေါ်တီတာဦးတို့ဥဆောင်ပြီးတော့ဒါတွားရောက်ပြီးတော့မြန်မာနိုင်ငံအတွက်ဖြည့်ရှင်းနေတာရှိတယ်ဖြည့်ရှင်းနေတာရှိတော့နိုင်ငံတကာမှာရောက်နေတဲ့မြန်မာတိုင်းရင်းသူတိုင်းရင်းသားမြန်မာနိုင်ငံသားတွေကလည်းပဲမိမိတို့ရဲ့အမုန်းတီးဝါဒတွေကိုခဏထားတာဒါမြန်မာနိုင်ငံအရေးနဲ့မြန်မာလူမျိုးနဲ့တက်ဆိုင်တယ်တမလို့ဆေးအာနာထိန်မှုကိုမကျေနပ်ဘူးဆေးအုပ်ချုပ်ရေးကိုမကျေနပ်ဘူးဟာလားဒါအာနာထိန်လိုက်တာကိုမကျေနပ်ဘူးတော်လန်မယ်ပုတ်ကမ်းမယ်ဆိုတာရတယ်အဲ့ဒါမိမိတို့ရဲ့စိတ်ပဲဗျမိမိတို့ရဲ့အတွေးခေါ်မိမိတို့ရဲ့အယူဆအဲ့ဒါမှန်တယ်မားတယ်ကျွန်တော်ပြောတာမဟုတ်ဗိုလ်ချုပ်မှုကြီးကိုဒါစန့်ကျင်ကန့်ကွက်တာကိုလည်းကျွန်တော်တို့ကမပြောဘူးဒါမိမိတို့ရဲ့ကိုယ်ကိုယ်တာကိစ္စမလို့သို့တော့ ICJ ဆိုတာကမြန်မာတနိုင်ငံလုံးနဲ့သက်ဆိုင်တယ်မြန်မာနိုင်ငံသားတွေနဲ့သက်ဆိုင်တယ်မင်းတို့မြန်မာနိုင်ငံဟာလူမျိုးလုံးတပ်ဖြတ်တဲ့နိုင်ငံပါဆိုလို့ရှိရင်မြန်မာနိုင်ငံသားတွေမင်းတို့မြန်မာနိုင်ငံသားတွေကလူမျိုးလုံးတပ်ဖြတ်တဲ့လူသားချင်းစာနာမှုမရှိဘူးကိုချင်းမဆတတ်ဘူးမင်းတို့တွေကတလိမ့်ဆန်ဆင်းလောက်ပဲရှိတယ်လို့အပြောခံကျင်တာလားဒါကိုကျွန်တော်မေးမယ်ဘာကြောင့်လဲဆိုတော့ဒီလူမျိုးတို့တက်တဲ့မြန်မာမှာကပါဏာတိပါဒကံသူသမားကိုဒါတက်ဖြတ်တာကိုလုံးဝလက်မခံတဲ့ဘာသာနော်အယူဆအစုံးမှာဘာသာဆိုအစုံးမှာခေါင်းတော်မြတ်စွာဘုရားရှင်အစုံးမှာဒီသူသမားကိုတက်ဖြတ်တာလုံးဝမလားမုဒ္ဒဝါဒလိန်ညာပြောဆိုတာကိုမကြိုက်ဘူးဟုတ်လားအဲ့ဒီကံ၅ပါးကိုလုံခြုံအောင်လို့မြန်မာတွေကအများဆုံးထိန်းသိမ်းကြတယ်မြန်မာနိုင်ငံမှာကအဓိကဒီသာသနာတော်အရဆိုလို့အဆိုဆုံးမအရဆိုလို့ရှိရင်ခေါင်းတော်မြတ်စွာဘုရားရဲ့အဆိုဆုံးမတိုင်းလိုက်နာတယ်နည်းလုံးတော့၅ပါးတိလာရှိကြတယ်ဆိုတော့လူမျိုးလုံးတက်ဖြတ်တယ်ဆိုတဲ့ကိုကဒါပါဏာတိပါဒကံကျူးလို့ねကျွန်တော်တို့မြန်မာလူမျိုးတွေကဒါမျိုးလုံးဝမရှိဘူးမြန်မာဗုဒ္ဓဘာသာတွေလုံးဝမရှိဆိုတော့မြန်မာနိုင်ငံကလူတွေကလူမျိုးလုံးတက်ဖြတ်ပါဆိုကျွန်တော်ညီကိုမောင်နှမတွေအကုန်လုံးနိုင်ငံတကာမှာရောက်နေတဲ့ညီကိုမောင်နှမပြောမယ်တကယ်ခင်ဗျားတို့လည်းဒုက္ခရောက်အောင်အခက်အခဲဖြစ်မှာနော်နိုင်ငံခြားကိုထွက်တယ်မြန်မာနိုင်ငံထဲမှာရှိတာမဟုတ်ဘူးနိုင်ငံခြားတွေမှာရောက်နေလက်သုံးချောင်းထောင်ပြီးတော့ဆန္ဒပြတာဒါဆေးရနာရှင်ကိုမကျေနိုင်လို့ပြတယ်ဆိုတဲ့ဒါတင်ကေရဆိုလည်းကျွန်တော်တို့ကမပြောဘူးဒီချိန်မှာလှုပ်ရှားမလို့လေ ICJ တရားရုံးရှိကိုတွားပြီးတော့မှလက်သုံးချောင်းထောင်တာတို့ပါကြဒါကဒါပြည်သူရင်းတဲ့ကိစ္စပြည်သူနဲ့ပဲသက်ဆိုင်တာဒီ genocide ကျူးလွန်ဆိုကဘာနဲ့သက်ဆိုင်တဲ့ကိစ္စခင်ဗျားတို့နောက်တက်လုံးနောင်လာမဲ့ကလေးတွေသားသမီးတွေမြည်တွေမြည်တဲ့အားချားနိုင်ငံထွက်သွားလို့ကြာဒါကျွန်တော်စိုက်ကျူးလို့တဲ့နိုင်ငံဒါလူမျိုးလုံးတက်ပြတဲ့နိုင်ငံဒီမြန်မာတွေကမရိုင်းတဲ့လူမျိုးလုံးတက်ပြတဲ့ဒီလိုပဲပြောခံနေတာလားဒါဆိုခင်ဗျားတို့တမိုင်းမရိုင်းသွားပြီခင်ဗျားတို့လူလည်းမလုံးနဲ့တော့တလိမ့်ဆန်ပဲလို့တော့ကျွန်တော်နိုင်ငံခြားမှာနေတဲ့ညီကိုဘာမှတဲ့အကုန်ပြောတာနော်ခင်ဗျားတို့ဆေးရနာချင်းတိုက်တာပဲဖြစ်ဖြစ်ပုတ်ခန္ဓာပဲဖြစ်ဖြစ်တော်လန်တာပဲမကျင်တတ်လို့ဆဲတာပဲဖြစ်ဖြစ်ဒါကခင်ဗျားတို့ကတတိပုတ်ကလာပါကျွန်တော်တို့ကပြောစရာအကြောင်းမရှိဘူးဒါကိုမကျင်တတ်တဲ့တိုင်းပြောဒါကိုဘကိုပြဿနာကိုရှင်းလို့ရတယ်တို့တော့နိုင်ငံနဲ့ပတ်သက်လာတဲ့ပြဿနာကရှင်းရမယ်ဆိုလို့ချင်းနောက်မျိုးဆက်တွေအတွက်ပါခင်ဗျားတို့ဒုက္ခမပေးခဲ့နဲ့နော်ဒီနေရာမှာဖြစ်မှာဆိုလို့ချင်းနံပါတ်1အဖားခါမှာဒေါ်ဆန်းစုကြည်ပြီးသွားလို့ချင်းဥထေကျော်ပြီးတော့မှဒါတက်မတော်ကာကွယ်ရေးဆိုဒါတဲ့ဖြည့်ရှင်းရမှာအခုတော့ဖြည့်ရှင်းနေတဲ့နေရာမှာတကယ်အချက်ကြနာနဲ့မြန်မာနိုင်ငံရှင်းပြတာအမတန်ကောင်းတယ်ဒါကိုယ်နိုင်ငံမှာရှိတဲ့အကြမ်းဖက်တွေကလည်းပဲမြန်မာအေးစင်းနေလို့ရတယ်သူတို့ဘင်္ဂလီတွေကရခိုင်ကိုတော့တိုက်တာရခိုင်တိုင်းရင်းသားတွေကိုစော်ကားတာကျွန်တော်မှဖိုင်နေအများကြီးရှိတယ်ဗလီတွေကနဲ့ထွက်လာတာ online ကျင်းလိုက်ခေါင်းပြတဲ့တွင်းများလူတွေလိုက်ပြီးဟိုရိုက်ဒီရိုက်လုံနေဒီဖိုင်နေရှိတယ်အဲ့ခုနှစ်ကားတွေတိလားဆိုတော့ရခိုင်တိုင်းရင်းသူတိုင်းရင်းသားတွေကိုကာကွယ်ပေးဖို့တက်မတော်ကသွားပေးရတယ်ရဲတွေကသွားပေးရတယ်လက်ရှိအဲ့မှာအစိုးရကသွားပေးရတယ်အဲ့ဒါကိုယ်နိုင်ငံကိုယ်တိုင်းရင်းသားတွေလေဘင်္ဂလီဘက်ကပါတဲ့လူတွေကိုကျွန်တော်မပြောဘူးဗျာဒီကောင်တွေလူမျိုးညံ့နေတဲ့ဘက်ကပါတဲ့သူတွေကိုကျွန်တော်ပြောစရာစကားမရှိဘူးကျွန်တော်ပြောစရာစကားကမြန်မာနိုင်ငံသားမြန်မာတိုင်းရင်းသားတွေဆိုကျွန်တော်ပြောရမယ့်စကားကြီးဘာကြောင့်လဲတမ်းတော့ကအကြမ်းဖက်နေမျိုးကိုတွားပြီးတော့လှုပ်ပေးရတာကလက်အဲ့ဒီအစိုးရကဒါနိုင်နေပေးပါဆိုလို့တွားလှုပ်ပေးရတယ်ဟုတ်ပြီအစိုးရကလည်းဘယ်သူမှတာဝန်ရှိတယ်ပြည်နယ်တွေအေဂျင့်ငင်းညံ့မှုတွေတာဝန်ရှိတယ်ပြည်နယ်တွေမှာရှိနေတဲ့တိုင်းရင်းသားတွေတိုင်းရင်းသူတွေအစော်ကားခံနေရပြီဆိုဒီအစိုးရကလက်ပိုက်ကြည့်နေရမှာလားဒီအကြမ်းဖက်တွေကိုလက်ပိုက်ကြည့်နေမှာအဲ့တော့သွားပြီးတော့ရှင်းလင်းရတာပေါ့အဲ့တော့ခင်ဗျားတို့ကဒါဗိုလ်ချုပ်မှုကြီးကိုမကျေနပ်လို့လက်သုံးချောင်းထောင်တာနဲ့ပဲ ICJ မှာမြန်မာကြာရှုံးကျင်တယ်စေကျင်တယ်ဆိုတော့ခင်ဗျားတို့အဲ့လောက်ထိတော့လေလူစိတ်လေးတော့နည်းနည်းမွေးဖို့လိုတယ်နိုင်ငံခြားမှာနေတဲ့ညီကိုမောင်နှမတွေကျွန်တော်စကားလေးရိုးရိုးလေးပဲတခွန်ပြောချင်ပါတယ်
ICJ ကိစ္စခင်ဗျားတို့နဲ့သက်ဆိုင်တယ်တော်လန်ရင်းနဲ့လည်းမသက်ဆိုင်ဘူးပုံကန်ရင်းနဲ့လည်းမသက်ဆိုင်ဘူးဆေးရနာချေကြာဆုံးနဲ့လည်းလုံးဝမသက်ဆိုင်ဘူးဘာမှလည်းမဆိုင်ဘူးဒါခင်ဗျားတို့နဲ့တနိုင်ငံလုံးကျွန်တော်တို့တနိုင်ငံလုံးနဲ့သက်ဆိုင်တယ်ကျွန်တော်တို့တွေမဟုတ်ဘူးနောက်မျိုးဆက်တွေအတွက်သက်ဆိုင်တယ်ကျွန်တော်တို့နိုင်ငံကြီးကိုအမဲဆက်ကြပါရင်ခင်ဗျားတို့နိုင်ငံခြားမှာလုံနေတဲ့သူတွေနိုင်ငံခြားမှာနေနေတဲ့သူတွေကအမဲဆက်ကြီးတင်ညာခဲ့လိမ့်မယ်သူများအပြောခံရလိမ့်မယ်ဒါကိုနိုင်ငံတော်ဘက်ကငွေကြီးတွေအခါကြီးကိုအများကြီးယူပြီးတော့မှအများကြီးအကောက်ခံပြီးတော့မှဒါလှုပ်ဆောင်ပေးတယ်အများကြီးပြင်ပခံပြီးလှုပ်ဆောင်ပေးတယ်ဒါနိုင်ငံကိုချစ်လို့လှုပ်ဆောင်ပေးနေတယ်ဆိုတာကိုသိဖို့လိုတယ်ဥက္ကိုလိုင်တို့ဆိုတာလည်းပဲဒါအသက်အရွယ်ကြီးပြီးဟုတ်လားပြင်ပခံနေတယ်နိုင်ငံအဲ့ဒီဒဟိမျိုးကိုသွားပြီးတော့မှအပြင်ပခံပြီးတော့မှဒီနိုင်ငံအတွက်ကိစ္စတွေကိုလုပ်နေဒါကိုခင်ဗျားတို့တနိုင်ငံလုံးအားပေးဖို့လိုတယ်ကမ္ဘာမှာရှိနေတဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေကိုလူမျိုးနဲ့ကိုယ်နိုင်ငံတော့စောက်ရှောက်ဖို့လိုတယ်ဒါလေးတော့ကျွန်တော်ပြောပြစေစစ်အာဏာရှင်ကိုမကျေနပ်ရင်မကျေနပ်တဲ့အတိုင်းလုပ်မကြိုက်ရင်မကြိုက်တဲ့အတိုင်းပြောဒါကလူခွေရေးပဲခင်ဗျားတို့ကအခွေရေးပဲဥပဒေချိုးပေါက်ရင်ဥပဒေတိုင်းပဲဖြစ်မယ်ဥပဒေမချိုးပေါက်ရင်ဥပဒေတိုင်းမဖြစ်ဘူးဆိုတော့မြန်မာနိုင်ငံဥပဒေဆိုတော့မြန်မာနိုင်ငံဥပဒေမြန်မာနိုင်ငံနဲ့လာမှဖြစ်မှာနိုင်ငံခြားမှာနေလို့ကဘာမှမဖြစ်ဘူးဆိုတော့ဘာပဲပြောပြောကိုမကျေနပ်တာဖွင့်ချလို့ရပါမယ်ကိုမကျေနပ်တာကကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာနဲ့တာတာကိုမဖြတ်စည်းပါစေနဲ့เนาะဒါလေးတော့ကျွန်တော်ပြောချင်တယ်မနေ့ပြန်29ရက်နေ့ပေါ့မနေ့ပြန်မဟုတ်29ရက်နေ့ကြာလို့ရှိရင်ရွှေတကုံဖျားဒီကျေးတော်ဖျားနာမှာဒါထောက်ခံပွဲလုပ်ပါလိမ့်မယ်မန္တလေးရန်ကုန်နေပြည်တော်မှာမလုပ်မလားမသိနေ့လယ်2နာရီလို့ကျွန်တော်တို့ကြားသိရတာရှိတယ်အဲ့ဒီမှာICJ ကိုဒါကန့်ကွက်ရှုတ်ချပွဲမှာဂမ်ဘီယာနိုင်ငံကိုကန့်ကွက်ရှုတ်ချပွဲမှာမြန်မာလူမျိုးမှန်လို့ရှင်ဝိုင်းဝန်းထောက်ခံပေးဖို့လိုအပ်ပါတယ်မြန်မာတိုင်းရင်းသားတွေမှန်လို့ရှိရင်မြန်မာနိုင်ငံသားတွေမှန်လို့ရှိရင်ဝိုင်းဝန်းထောက်ခံပေးဖို့လိုပါတယ်ဒီချိန်မှာကျွန်တော်တို့ကြည့်ရမှာကမြန်မာနိုင်ငံထဲမှာရှိတဲ့မွတ်စလင်တွေပါကိုယ်နိုင်ငံအတွက်ကာကွယ်ပေးပါသလားကိုယ်နိုင်ငံအတွက်ဆောက်ရှောက်ပေးပါလားဆိုတာကျွန်တော်တို့ကြည့်ရမယ်တကယ်လို့မှဒီလိုလူတွေပါမလာဘူးဆိုလို့ရှိရင်ခင်ဗျားတို့ဒါကိုတည်တည်ချာချာမှတ်ထားပါဘာကြောင့်လဲဆိုတော့တစ်ချိန်ညလို့ရှင်တရားကြီးကထောက်ပြစရာကြီးဖြစ်လာပါလိမ့်မယ်ဟုတ်လားဒါမိုကရေစီကြောင့်လိုချင်တယ်ကိုယ်နိုင်ငံကြီးကိုတခြားနိုင်ငံမှာတခြားနိုင်ငံသားတွေကနေဂုံသိက္ခာကြာဆင်းအောင်ပြောခံရမယ်အမဲဆက်ကြီးဖြစ်လာမယ်ဟာကိုမှသူတို့မွတ်စလင်လူမျိုးတွေလည်းလုံးဝထွက်မလာဘူးဆိုလို့ရှိရင်ခင်ဗျားတို့ခေါင်းထဲမှာတေချာမှတ်ထားပါမြန်မာဟာဒါဘယ်လိုကိုဘာသာကိုအမျိုးဘာသာဌာနကိုစောက်ရှောက်အောင်မလဲဆိုတာကိုခေါင်းထဲမှာမှတ်ထားရမယ်ဒီအဲ့ဒီနေ့မှာမွတ်စလင်တွေရောဘာတွေရောအကုန်ဘာသာကြားတွေရောအကုန်လုံးပါလာပြီးတော့ကိုယ်နိုင်ငံအတွက်ကိုဒါအားကျိုးမှန်တဲ့ဒါထောက်ခံပေးမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံထဲမှာရှိတဲ့မွတ်စလင်တွေကလည်းမြန်မာနိုင်ငံသားတွေဖြစ်တယ်ခြားဘာသာဝင်တွေကလည်းပဲမြန်မာနိုင်ငံသားတွေဖြစ်တယ်အဲ့တော့အဲ့ဒီမြန်မာနိုင်ငံသားတွေအားလုံးဟာစီစီလုံးလုံးနဲ့ပြည်ပရန်ကိုကာကွယ်ရမယ်မြန်မာနိုင်ငံထဲမှာရှိတဲ့မွတ်စလင်တွေကမြန်မာနိုင်ငံသားတွေနဲ့တစ်ထက်တည်းပဲမြန်မာနိုင်ငံသားပါလို့သူတို့မှတ်ထားရင်အဲ့နေရာကိုရောက်ကိုလာကြရလိမ့်မယ်မရောက်လာဘူးဆိုလို့ရှိရင်ဒါခင်ဗျားတို့ခေါင်းထဲမှာတက်တက်ပဲမှတ်ထားဒီလူတွေအမားတစ်ချက်လှုပ်တာနဲ့ခင်ဗျားတို့လှုပ်တဲ့အတိုင်းကိုတိတိကျကျဒါကျွန်တော်တို့အမျိုးဘာသာတာနာဆွဲလူတွေကတိတိကျကျကိုဒါပြန်လည်ပြီးတော့မှတောလန့်ပြရမယ်ဒါမှမဟုတ်ဒီလူတွေကမြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံသားမြန်မာနိုင်ငံစိတ်တက်မြန်မာနိုင်ငံသားဆိုတဲ့စိတ်တက်ရှိတဲ့မျိုးချစ်တယ်ဆိုရင်နိုင်ငံထဲမှာရှိတဲ့လူမျိုးကိုချစ်တယ်ဆိုကလားတွေဗမာတွေမလိုဘူးမွတ်စလင်တွေအစ္စလမ်တွေဗုဒ္ဓဘာသာတွေမလိုလူပဲလို့တယ်မင်းတို့လည်းလူပဲငါတို့လည်းလူပဲမင်းတို့လည်းမြန်မာနိုင်ငံသားငါတို့လည်းမြန်မာနိုင်ငံသားငါတို့နိုင်ငံကိုထိလာငါတို့ကာကွယ်ရမယ်ဆိုတာမျိုးဖြစ်လားဒါမှမဟုတ်ရိုးဆိုပြီးတော့မှဘင်္ဂါလီတွေရဲ့ဘက်ကိုလိုက်ပြီးတော့သူတို့ကမဆိုင်တယ်လို့ပဲနေလိုက်တာလားဒီနှစ်ခုဂျိတ်ဆန်မှုရှိလားဆိုတော့ခင်ဗျာဒီနေရာမှာတက်သိပြပြီတက်သိမြင်ရပြီအဲ့တော့ကျွန်တော်တို့29ရက်နေ့2နာရီမှာဒါ2နာရီမှာဒါ ICJ ကိုထောက်ခံပွဲရှိတယ်အဲ့ဒီအချိန်မှာလူမျိုးပေါင်းစုံများရှိသလားဆိုတာဒါကြည့်ဖို့လိုတယ်ကျွန်တော်လည်းအဲ့ဒီနေရာကိုရောက်အောင်သွားမှာဖြစ်တယ်เนาะမရောက်ချင်လည်းမရောက်ဘူးပြောလို့တော့မရဘူးအဲ့ဆိုကျွန်တော်29ရက်နေ့မှာရိုက်ကွင်းတစ်ခုရှိနေလို့မှီတော့အဲ့ဒီကိုရောက်အောင်သွားမယ်မမှီတော့မသွားပြဘူးเนาะဒါလေးတော့ကျွန်တော်ပြောချင်တယ်အားလုံးလူလာပြပါစေကြောင်းစုံမကောင်းတောင်းပါတယ်ဗျာ